လောကရဲ့လမ်းများကိုရှောင်သွားရင်နဲ့မောင်ပန်းလွန်နေနှလုံးသားကလွမ်းဆုံးလို့တန်တာမိခဲ့အမေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မြတ်တာရိပ်နဲ့ဝေးခဲ့သူမောင်ရင်မတရားများနာချင်နေပြီပဲကြောက်သွေးတဲ့အိမ်မက်ရေရီကြတဲ့မှာအရေးတစ်ခုတွင်ပြေရက်စတဲ့နေရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုလဲသွားမလားဆိုရင်ကျွန်တော်အလုံးလုံးလိုချင်တယ်အိမ်ပြန်ချင်တယ်ငြိမ်းချမ်းဆုံးပဲအိမ်ပြန်ချင်တယ်လွေထွေးဆုံးပဲအိမ်မရတဲ့ညညစွာတဲ့ယထာအော်တဲ့လေးများကြရင်စိတ်ကလေးတာမရဘူးမွန်ချတဲ့မျိုးပြဒီနေလို့စနေမှာစီမျောရင်မပြီးသေးတဲ့ခီးတကူဆုံးတရားကိုကြိုးစားနေသူမှာရုပ်သားတဲ့ခြေလက်ကအမေအိမ်လေးကြောင့်တွေးမိနေလို့နာချင်နေပြီပဲအိမ်ပြန်ချင်နေငြိမ်းချမ်းဆုံးပဲအိမ်ပြန်ချင်နေလွေထွေးဆုံးပဲအိမ်မရတဲ့ညညစွာတဲ့ယထာအော်တဲ့လေးများကြရင်စိတ်ကလေးတာမရဘူးအားလုံးချမ်းနှွေးထွေးလို့ထုံဆုံးကအမေအိမ်လို့ကျွန်တော်တို့အားလုံးသိလိုက်တဲ့အချိန်ကျတော့အမေကဟိုဝေးမှာရှိနေတယ်နော်ယူသားတဲ့ချီလက်ကအမေအိမ်လေးချောင်းတွေးမိနေလို့နေပြီပဲအိမ်ပြန်ချင်တဲ့ငြိမ်းချမ်းဆုံးပဲအိမ်ပြန်ချင်တဲ့လွေထွေးဆုံးပဲအိမ်မရတဲ့ညညစွာတဲ့ယထာအော်တဲ့လေးများကြရင်စိတ်ကလေးတာမရဘူးအမေကိုတတိရတယ်လို့